နောက်မှမြင်ရတယ်ရွှေရောင်မြုပ်ပွားတော်ကြီးကကမ္ဘာအမြင့်ဆုံးများတစ်ခုဖြစ်တယ်ဆိုတာသိပြီးပြီလားဒါကဟိန္ဒူတွေရဲ့မုလူကန်နာမည်ကြီးဖြစ်ပြီးတော့မြေပြင်ကနေ42.8 မီတာပေ140ခန့်မြင့်တယ်တကူလုံးကိုရွှေရောင်တောက်နေတဲ့တက်တောင်မို့လို့ဝိရလျောင်တမ်းမြင်နိုင်တယ်နော်အဲ့ဒီတောင်တီရုပ်ထုကြီးကနေဆက်တက်သွားတယ်ဒီတက်တန့်ရောင်လှည့်ရက်တစ်တွေရော282တက်ရှိရဲဆိုတာရောသိပြီးပြီလား2018ခုနှစ်ကမှဒီလိုမျိုးတက်တန့်ရောင်စုံနေနဲ့စိတ်ချလိုက်တဲ့တိတ်ကတစ်ဖြစ်ပြီးတော့ဓာတ်ပုံရိုက်လို့ရမ်းလာတယ်ပေါ့နော်ဒါကတော့လှည့်ရက်တစ်တွေရဲ့အဆုံးမှာတွေ့ရတယ်ဂူဝင်ဝဖြစ်တယ်နှစ်စဉ်ဇန်နဝါရီနဲ့ဖေဖော်ဝါရီလတွေမှာကျင်းပတဲ့တိုင်ပူစမ်းပွဲတော်ရက်ပြီဆိုလို့ရှိရင်လူတွေကတိတ်နဲ့ကြည်ပြီးလာကြတယ်အခုဒါကဂူရဲ့အမြင့်ဆုံးအဆုံးမှဖြစ်တယ်ခင်းလေးမြင့်ဖြစ်နေတဲ့ဂူရဲ့ခေါင်မိုးကနေဖြာကျလာတဲ့နေရောင်ခြည်တွေကတော့အမကန်လှပမှုတွေနဲ့ပြည့်ညတ်နေတယ်ပေါ့နော်ဒါကတော့ဂူနံရံဖြစ်တယ်ဒီဂူထဲမှာဆိုလို့ရှိရင်ဒါအခုမြင်ရတဲ့ဂူရဲ့အတွင်းပိုင်းပေါ့နော်အပေါ်ပစည်းကနေပြီးတော့ရိုက်ထားတာဖြစ်တယ်ဒီရဲ့ဂူထဲမှာဆိုလို့ရှိရင်ဟိန္ဒူပေါ့နော်လက်ကုန်းတွေလိုမျိုးပြားကြောင်းလိုပုံစံမျိုးတွေရှိတယ်ပေါ့နော်ဒီညလည်းပတ်မှန်ဆိုလို့ရှိရင်ဒီဂူရဲ့ခုနတောင်ခြေပေါ့နော်မြုပ်ပွားတော့ကြီးနားမှာတခြားဂူတစ်ခုကိုလဲလို့ရတယ်လို့အဲ့ဒီလေကတက်တွေကိုတက်တယ်ပေါ့နော်လေကတက်200နဲ့4တိဝန်းကျင်လောက်မှာလည်းတခြား dark cave ဆိုတဲ့ဂူတစ်ခုရှိတယ်ပေါ့နော်အဲ့ဒီရဲ့ cave တွေကတော့ original လို့ဝင်ပြီးတော့မလဲခဲ့ဘူးအမြင့်ဆုံးဒီဂူကိုပဲဝင်လဲခဲ့တာပေါ့နော်အဲ့ဒီရဲ့ dark cave ကဆိုလို့ရှိရင်ဒါလင်းတို့တွေနဲ့ဒါပင့်ဂူတွေနဲ့မှောင်မိုက်နေတယ်လမ်းညွန်နေနဲ့မှသွားလို့ရောက်တယ်လို့ပြောရဲပေါ့နော်အဲ့တော့ဒီဂူလေးကိုဝင်ခဲ့တာကတက်ခဲ့တာပေါ့အရန်မောတယ်ဒါပေမဲ့ပေါ်ရောက်သွားတဲ့အခါမှာအရန်အေးမြတဲ့လေတွေကြောင့်မောပြီးခဲ့ပါတယ်ဒီကူကတော့ဝင်ကြီးအခမဲ့ဖြစ်တယ်မလေးရှားနိုင်ငံကွာလာလမ်ပူကိုရောက်လို့ဒီနေရာဘာတူကိတ်ကိုသွားချင်တယ်ဆိုရင်တော့ KSM Train ကနေပြီးတော့ KTM ကွန်မူတာဆိုတဲ့ထားကိုစီးပြီးတော့ဘာတူကိတ်ဘူတာမှာဆင်းလာရုံမှာပဲတငယ်ချင်းတွေကားငှားပြီးစုသွားလဲရတယ်နော်ကဲလှိတ်ကလေးတက်ရင်တော့မြောက်တွေကိုသတိထားနော်အစာတွေအထုပ်တွေလမ်းဆွတ်တက်တယ်နောက်ထပ်ပြီးတော့မှပြန်ဆုံးမယ်